ရောက်တော့အခါရစားသည်အခုသာတပတ်ပတ်၍ရေချိုးကမှထွက်လာသည် ဟေးဘာလို့ကြည်နေရလဲ သူ၏ရှင်မှာတောင်းတောင်းတတဲခနာကိုနဲ့စစ်ပတ်အပြင်းနဲ့အမျိုးသားတအုပ်ကိုမိသူကမှမကြည့်ပဲနေနိုင်မည်နီ ဘာလဲဘမကြီးလို့လေ ဩမကြည့်ဘူးလား မင်းတို့ကောင်မျိုးရောင်လို့တော့မပြစ်မအောင်ဖြစ်ချင်တာတွေတွေးမိနဲ့သူများသားသမီးကကြည်ပြူလားမသိမကြည်ပြူလားမသိအိမ်ခေါ်ထားတဲ့ကောင်မင်းတို့ကောင်မျိုးမုန်းလို့ အခါရစားမျက်နှာတစ်ချက်ပြတ်သွားသည်ဟူသူကချစ်လို့ပြောလိုက်တာကိုအဲ့လိုတုံ့ပြန်မယ်လို့မိသူထင်မှလဲ ဩအေးမမင်းမောင်မုန်းလိုက်ရင် ဘာမောင်ဟုတ်လားဘာမောင်လဲမင်းကိုမင်းမောင်လို့တုံးလိုက်တာလား မင်းမောင်မချစ်ရင်နေပါမောင်လို့ပဲခေါ်ပေးပါကျေးဇူးပြုပြီးတောင်းဆိုပါတယ် ရှားမတွေနဲ့ငယ်စစားမိသည်ခဏကြာ ဟုတ်ပြီဖြေမယ်ငါမင်းကိုမုန်းနေအယမ်းမုန်းနေငါဘဝလွတ်လပ်ခွင့်နေပြက်စီးသွားကြရမင်းကိုသိလောက်အောင်မုန်းနေ အေးတော့ပါတော့အဲ့တော့လေမောင်စပါမှာပဲအိတ်လိုက်တော့မယ် ကောင်းတာပဲကျေးဇူးပါပဲမောင် အင်း